မိုးကုတ်ဆရာတော်ဘုရားကြီးဤပရိသတ်သမုပ္ပါစဝိုင်းဒေသနာလဲပုံပြတ်ပုံစဝိုင်းဒေသနာမှာပါရှိတဲ့ပရိသတ်သမုပ္ပါမှာပါရှိတဲ့အင်္ဂါ12ပါးအကြောင်းကိုပြောပြပေးမယ်အဲ့တော့လင်္ကာဆောင်ပုဒ်ကိုပြန်ဆိုရမယ်ဆိုရင်မူလနှစ်ဖြာသစ္စာနှစ်ခုလေးခုအလွှာအင်္ဂါ12ပါးတရားကိုများနှင့်သုံးပါးအစနှစ်ရက်မူလဝေသုံးဝနှင့်ကာလသုံးဖြာချင်းရ20ဤရှိသွဲကိုအလွယ်ချက်မှတ်သိစေအပ်သည်တန်တရားမှလွတ်ကြောင်းသည်အဲ့တော့ပရိသတ်သမုပ္ပါမှာဆိုရင်ဤရှစ်တွဲရှိတယ်အလွှာအားဖြင့်ရှစ်လွှာရှိတယ်အဲ့ရှစ်လွှာထဲမှာပါတဲ့အင်္ဂါလိုင်းဒီအင်္ဂါလိုင်းမှာပါတဲ့အင်္ဂါ12ပါးအကြောင်းကိုပြောပြပြီးတပါးချင်းစီပြောပြပေးမယ်အဲ့တော့ဒီမှာလင်္ကာမှာကြည့်မယ်ဆိုရင်အင်္ဂါ12ပါးတရားကိုများနှင့်ဆိုတော့ဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂါတပါးချင်းစီမှာသူ့ရဲ့တရားကိုဆိုတာရှိတယ်နော်တရားသားပေါ့နော်တရားကိုဆိုတာတရားကိုရှိတယ်အဲ့တော့ဒီရှစ်သွဲမှာဆိုရင်တစ်သွဲနှစ်သွဲသုံးသွဲလေးသွဲငါးသွဲ6သွဲ9သွဲ10သွဲเนาะအဲ့ရှစ်သွဲမှာဆိုလို့ရှိရင်တဲ့အင်္ဂါလိုင်းကအကျယ်ဆုံးလိုင်းဖြစ်တယ်เนาะအင်္ဂါလိုင်းကအကျယ်ဆုံးလိုင်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်အင်္ဂါသည်အရေးကြီးတဲ့လိုင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်္ဂါလိုင်းကအကျယ်ဆုံးဖြစ်နေတယ်ခန္ဓာကိုယ်မှာဆိုလို့ရှိရင်လည်းအင်္ဂါတွေအကုန်လုံးခေါင်းခါခြေလက်ဆိုတဲ့အင်္ဂါတွေရှိတယ်အဲ့ဒီအင်္ဂါတွေကိုပေါင်းစပ်ထားတယ်ဒါကြောင့်မို့လို့အင်္ဂါအရေးကြီးတဲ့အတွက်ကြောင့်မို့လို့အင်္ဂါလိုင်းကကျယ်နေအကျယ်ဆုံးရေးဆွဲထားခြင်းဖြစ်တယ်အဲ့တော့နံပါတ်အင်္ဂါ12ပါးကိုရေးတွက်မယ်အဝိဇ္ဇာ1သင်္ခါရ2ဝိညာဉ်3နာမ်ယုတ်4သလာယတနာ5ဖတ်တာ6ဝေဒနာ9တဏှာ8ဥပါဒံ9ကာမဘဝ10ဇာတိ17ဇရာမရဏ12အဲ့တော့အင်္ဂါက12ပါးရှိတယ်နံပါတ်1အကွက်မှာဖြစ်တဲ့အင်္ဂါက2ပါး2အကွက်မှာအင်္ဂါ5ပါး3အကွက်မှာအင်္ဂါ3ပါး4အကွက်မှာအင်္ဂါ2ပါးနံပါတ်1အကွက်ဒီကာလနဲ့ပြောမယ်ဆိုရင်လွန်လေပြီးတော့အတိတ်ကာလအဲ့တော့လွန်လေပြီးတော့အတိတ်ကာလမှာဖြစ်တဲ့အင်္ဂါက2ပါးပစ္စုပန်ယခုဖြစ်စေပစ္စုပန်ကာလမှာဖြစ်တဲ့အင်္ဂါနံပါတ်2အကွက်ထဲမှာပါတဲ့အင်္ဂါ5ပါးယခုဖြစ်စေပစ္စုပန်ကာလမှာပဲ3အကွက်ထဲမှာပါတဲ့အင်္ဂါ3ပါးနောင်ဖြစ်လက်တဲ့အနာဂတ်ကာလဖြစ်တဲ့4အကွက်ထဲမှာပါတဲ့အင်္ဂါ2ပါးရှိအဲ့တော့နံပါတ်1အကွက်ထဲမှာရှိတဲ့အလွန်လေပြီးတော့အတိတ်ကာလမှာဖြစ်တဲ့အင်္ဂါ2ပါးသည်အဝိဇ္ဇာသင်္ခါရအဲ့တော့အဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်ဟုတ်ပြီအဲ့တော့နံပါတ်1ဖြစ်တဲ့အင်္ဂါကဘာလဲအဝိဇ္ဇာဟုတ်ပြီအဲ့တော့အဝိဇ္ဇာအကြောင်းကိုပြောပြပေးမယ်